Hello အားလုံးမင်္ဂလာပါနော်အခုကျမနဲ့ဆရာ Kennedy နဲ့နော်Arsani show ကအရေးကြီးတဲ့ update လေးတွေရချစ်တဲ့အကြောင်းလေးတွေပြောပြချင်တယ်နော်အဲကြောင့်မို့မိတ်ဆွေတို့နော်ဒီ live streaming ကို channel Facebook page တွေနဲ့ channel YouTube channel မှာလည်းကြည့်လို့ရတယ်နော်အဲကြောင့်မို့အခုဆရာ Kennedy ကနေပြီးတော့မြန်မာလိုပြောပြသွားမယ်ကျမကစားတော့ကရင်လိုပြောပြသွားမယ်နော်Okay. โอเคကျွန်တော်တို့ဒီအာဇာနီမန်နီဆိုတာစိတ်ပေါ်မှာ special performance အနေနဲ့လာမယ့်အစီအစဉ်မှာဒီ update အနေနဲ့ကတော့ဒီလိပ်စာပေါ့နော်အဲ့ဒီအစီအစဉ်ဖြစ်မြောက်မဲ့နေရာလိပ်စာကတော့ပြန်ပြီး update လုပ်ထားပါတယ်အရင်တုန်းကတော့ဒီစိတ်ပေါ် college မှာစီစဉ်ခဲ့တယ်ပေါ့အဲ့ဒီမှာတော့ဒီ state ဆင့်ရဲ့အခက်အခဲတွေကြောင့်အဆင်မပြေပါဘူးနောက်ပိုင်းဒီ Washington High School စီမှာကျွန်တော်တို့နေရာပြောင်းရွှေ့စီစဉ်လိုက်တယ်ပေါ့နော် Okay နော်ဆိုတော့ Arsani ရဲ့တကူတော့ show ပွဲကိုကျမတို့အရင်ကflyer တွေထဲမှာ Saint Paul College မှာလောက်ဖို့စီစဉ်ထားတယ်ဒါပေမဲ့အကြောင်းမျိုးကြောင့်နော်ကရင်လိုပြောမယ်ဟာပုံမှာလိုပဲထွက်လာ sorry ဒီကတော့ဘာကညောကလောနေဟဲ့ထွက်လာပါရကလောလာ sorry okay ဘာခဝဲဒါလာ Arsani ကတာဝီတာနီနော်မြခုကိနေပထနဝဲဒါလာSaint Paul College နော်ပတူပါလာပကမာဖဲနေဘတ်စတော့လက်တရီအမီကိုနေချတ်တလဲတာနော်အခုနေအဆိုတော့ Arsani ခဲတာဝီတာနေပကမာဝဲဒါလာ Washington High School ဖဲနေလာအိုဝဲဒါလာ1495 Rice Tree Saint Paul နော်ဘာလဲဦးလဲ Saint Paul တိဖာဒီညောနီတိညာလောတာလောဖဲနေပမာဝဲဒါဒီထတော်မီကညောနီနေတာမှာဝဲဒါလဲဖဲနေလောနော်အဝဲနေမိထားလဲအဒိုဒီတိညာတိခါကဲနောက်တစ်ခုဆရာဟုတ်ကဲ့နောက်တစ်ခုကြတော့ကျွန်တော်တို့ဒီ sponsor တွေကိုဖိတ်ခေါ်တယ်ပေါ့နော်အခုလောလောဆယ်ကတော့ဒီနေ့ကT4 grocery store ကနေဒီ golden sponsor ဖို့အတွက်သူဆက်သွယ်လာတယ်ပေါ့နော်ကျွန်တော်လက်ခံလိုက်တယ်သူကတော့ပထမဦးဆုံးgolden sponsor အဖြစ်နဲ့သူ sponsor သွားမယ်ပေါ့နော်ဒါပေမဲ့ဒီ season မှာတော့ကျွန်တော်တို့တွေပြည်သူတွေဘယ်သူကိုပဲဖြစ်sponsor ဖို့အတွက်ကျွန်တော်တို့အားလုံးဖိတ်ခေါ်တယ်ဒီ sponsor တဲ့အပိုင်းမှာသူက3မျိုးရှိတယ်ပေါ့နော်ဒီ silver sponsor ရယ် golden ရယ် diamond sponsor ဆိုတော့ရှိပါတယ်ဒီ silver sponsor ကြတော့ကျွန်တော်တို့900နဲ့သတ်မှတ်ပါတယ်အဲ့ဒီ silver sponsor မှာဆိုရင်ကျွန်တော်တို့ဒီ service အနေနဲ့သူတို့ရဲ့ဒီစီးပွားရေးကြော်ညာလုပ်တဲ့ sign board တွေကိုကျွန်တော်တို့ချိတ်ကပ်ပေးပါတယ်เนาะပြီးတော့ဒီ golden မှာဆိုရင်လည်းသူတို့ရဲ့ချိတ်ကပ်ပေးတယ်နောက်တစ်ခုကဒီ golden မှာကျတော့ဒီ VIP ticket နှစ်ခုကိုလည်းပဲကျွန်တော်တို့လက်ဆောင်ပေးပါတယ်ပြီးတော့ဒီ diamond sponsor မှာကျတော့ VVIP ticket နှစ်ခုကျွန်တော်တို့လက်ဆောင်ပေးတယ်ပြီးတော့ဒီ community ကနေဒီကျွန်တော်တို့ဒီဦးစီးဦးဆောင်တဲ့community အသင်းဖွဲ့ကနေဂုဏ်ပြုစုဘယ်လိုခေါ်လဲaward ပေးပါတယ်တော့ပွဲနော်ဘလာအိုဒါဝင်းနေမှုကလဝဲကွာတိဖာမီကြီးဘလာဒို promote business တိဖာမီကြီးတော့သူမေဒါ fans လာကြိုင်ဝဲတာ Arsani မီကြီးနီနော်ဦးစီကောဒါ sponsor program ဝဲဤနော် sponsor နေဝဒါပတ်ခါနော် silver နေ$10ရေပေါ် gold နေတမ diamond နေခိမတော့မေဒါ silver နေနော်ဘကပါလောချဝဲဒါna business poster la tamenya no do mimi ra go ni pa ke hina VIP ticket ni khibe do when ni ba ka palo se se ko da business la when ni tamenya no promote se ko na do mimi ra diamond ni pa ke he wa da tu very very VIP no VIP ticket ni khibe se ko do di ni na ko ni ba se ko wa da ปัจจุบันมาลากระปอเวนี่อัตหิลากระปอสิก็เนาะเวนี่มีเวดาไดมอนด์ดอมกันนี่ตระเตดาละที่พอgrocery shop แบบเวเนาะเวมีดา business ชูตละ sponsor เวดาละ gold เวเนาะกูตานี่ที่พอ grocery shop ถ้าพูดมาละเวนี่ตาอุด sponsor เวดาเนาะเวนี่ช่วยอีกูตานี่พอละเอ็ดดู sponsor ติดผ่านนี้แค่กับปะปาลอนี่ติดตระคอนเทนต์ละติดเซ็กละหัวมันเนาะနောက်တစ်ခုကတော့ ticket ဝယ်ယူတဲ့နေရာပေါ့
เนาะ ticket ဝယ်ယူတဲ့နေရာတွေကတော့အခုလောလောဆယ်အားလုံး၄နေရာရှိပါတယ်အဲ့ဒီမှာဒီ contact information ဒီ phone number ကနေလည်းပဲခေါ်မေးလို့ရပါတယ်ကိုယ့်နဲ့အနီးဆက်ဆုံးနေရာကနေသွားပြီးဝယ်ရောက်အားပေးနိုင်ပါတယ် โอเคเนาะตึกป่วยดา ticket นี่ตึละป่วยดาแล้วพอลุยกาโอติเนาะปะกะปาลอดา contact เพ่อีคนนี่ดอป่วยมันเนาะกะเวดาเนาะอโซเจอร์กานี่โคซาลีอูเข้าใจเนาะโคซาลีอูเนาะเวนี่แล้วแต่ซุนี่คุยเจ็ดเจอคือเจอคุยวาขอเนาะเวนี่เกเวดาโคซาลีอูเนาะอยู่กะมาลอที่เวดาเจอคุยวาขอโอเคบาลอมีวินีตราแคนดีเนาะเพย์นี่ซอแคนดีเอาไว้นี่206-946-0729เนาะนกอเซกลานกอฟอติมีเมน text message ติโดนเซกลาดตรากิลอนะ address และนกเลมานิเวดาเอาไว้นี่ ticket ลอมเนาะคนนี้เวคีกาเนาะโคซาลีอูเดตราแคนดีเพย์มานกาลอเตซูดออุทิดิสิงาคีกาดีเนาะเดี๋ยวสิ่งที่อันนี้สอจลุยเนาะลอตเตอร์นี่คุยเดอลุยเตอร์นุยคิคุยว่ามีวินีโก อัญญาดา โกอัญญาดา อัญญาดาโอเค โกอัญญาดาเนาะตาหยู่ๆเนี่ยไม่ติว่าตาผิวละอยู่ละโกอัญญาดาลอตเตอร์นี่269-580-0566เนาะคนนี้คือขอเวลาลอตเตอร์ติเดี๋ยวติ text เวลา message ติสิขอเวลาเลยติกเลมานี่เวลา ticket นี่เหรอเนาะ ticket แล้วเนี่ยပြောပြလိုက်เนาะเสียเนาะ ticket ဘယ်လိုရှိလဲဆိုတော့ ဟုတ်ကဲ့ ticket ကတော့ဒီ regular အနေနဲ့50ရှိတယ်ဒီ VIP ကတော့100ပါ VVIP ကတော့150ပါ โอเคเนาะ ticket นี่เวลาเตอร์กลือเนาะซึ่งไม่ป่วยได้ละticket มือเสมือก็ละก็เวลา regular นี่ก็มีได้ไป$10 the ticket ละแกได้ VIP เนาะ very important person เนาะนเมดูแกเวลา VIP นี่ ticket เป็นนี่ตะปอนเมดูแกได้พอละริดูกตเนาะ very very important person นี่ticket นี่เป็นนี่ตะปอ$10เนาะมิละอย่าพ่อดีนี่เนาะ VVIP แล่ๆหรอเนาะพอละกี่ ticket เนี่ยเว้ยเตะပြตะလောက်วิကျမတို့ဖွဲ့တော့ very very VIP အဖွင့်နေပဲเนาะ ဟုတ်ကဲ့ပါဟုတ်ကဲ့နောက်တစ်ခုကတော့လေလံပြည့်တဲ့အစီအစဉ်ပေါ့နော်အဲ့ဒါကျွန်တော်တို့ထပ်ပြီးတော့ပြန်ပြီးတော့သတိပေးတယ်ဒီပွဲမှာအဲ့ဂီတာထဲမှာဂီတာကအကောင်းစားပဲအကောင်းစားသွား electronic ဂီတာအမျိုးအစားဖြစ်ပါတယ်အဲ့ဒီဂီတာပေါ်မှာအာဇာနီရဲ့ပုံလူပကြီးကားကျွန်တော်ရေးဆွဲထားတဲ့ပုံလူပကြီးကားပေါ့နော်ပကြီးကားရဲ့အောက်မှာတော့ကျွန်တော် signature လည်းပါတယ်နောက်တစ်ခုကတော့အာဇာနီကို၌သူ့ရဲ့ signature လည်းပါပါတယ်ဆိုတော့ဒီအကောင်းစားဂီတာကိုဒီ auction မှာဘယ်သူတွေကြားကြမလဲဆိုတာဒီအချိန်မှာတော့မသိဘူးပေါ့နော်ဆိုတော့အဲ့ဒီနေ့ကြာမှပဲအဖြစ်ပေါ်မှာပေါ့ Okay. When usi ko era takala when baka auction lo weda Arzani when a special guitar plan no guitar plan ni mera Arzani guitar me guitar la when agilo mo no a quality gilo kaunsa lo do guitar plan ni no the mera guitar mi che mu go la na la pui la sai bu di ni kholo ba bam ni ko la guitar when ni lo ni Bra Kennedy ဝဝကတိစကောရာဆိုတော့ Arzani ဝတော့ကိုစကောရာလက် signature တိဖာကိုနေနေတာ special guitar plan နော်ဒီနေ့ဟုတ်ကဲ့ဆိုတော့အဲ့ဒီမှာကျွန်တော်အခုပြောပြချင်တဲ့အပိုင်းကတော့အမှတ်တရပေါ့နော်ဒီလိုအမှတ်တရမျိုးကဒီလိုပစ္စည်းမျိုးကနောက်ထပ်တစ်နေရာမှာရှာလို့မတွေ့နိုင်တဲ့အမှတ်တရပစ္စည်းမျိုးပါဆိုတော့ဒီအမှတ်တရဟာလဲဒီသူ့ရဲ့ဒီအကြောင်းကိုလည်းပဲဘယ်ချိန်မှဖြစ်ပြန်ပြောတဲ့ခါကြလို့ရှိရင်မငြင်းကွေးနိုင်တဲ့အမှတ်တရအကြောင်းလေးတစ်ခုပါပဲ Okay เนาะအဝေးနေမြေတာဒီတော့တသိနော်မနော်တသိနော်ဒီနေတမေလာနဲ့ဒိုနေပါတာ key block ပါနော်ကိုသားနေမြေတာ special event တသိနော်လောစောဒီနေနော်နကဒိုနေပါ block လောနော် one in a lifetime မနော်ကလဝတာကတူစီရနော်တမှုတချို့တမနီကမြေ block လောနော်ကိုသားနေနော်ဒီကတိဖာနော်တိကဝင်းနေလာစစ်ကွာတာလဲ auction နော်လကမနီဝဲတာ special guitar ဝဲဤနော်ဆိုတော့အဲ့ဒီဂီတာလေးလံဖြစ်ပွဲမှာနိုင်သွားမဲ့သူကတော့အဲ့ဒီဂီတာနဲ့အတူအာဇာနီနဲ့လည်းဓာတ်ပုံတွဲရခွင့်အတူတူဓာတ်ပုံတွဲရမှာကဒီပကြီးကားကိုရေးတဲ့ပကြီးဆရာရဲ့ပြီးတော့ဒီအာဇာနီပါပြီးတော့သူ့ရဲ့ပြီးတော့သူ့ရဲ့ဂီတာသူနိုင်သွားတဲ့ဂီတာရဲ့အားလုံးအမှတ်တရဓာတ်ပုံတူတူရိုက်ကြမယ်ပေါ့နော်
do pala wene doni bara kitawai ni kdo ba weda ta go la arzani do bgc hala so weda ta go weni no ko tani very unique very special no ဟုတ်ကဲ့တကယ်ဆက်လို့ရှာစရာပွဲတစ်ခုပါပဲเนาะဟုတ်ကဲ့ do academy ba khaweda la awene dinner da arzani khani tarana update ni tse pho no ဟုတ်ကဲ့ဆိုတော့အခုလောလောဆယ်ကတော့အဲ့ပြီးခဲ့တဲ့ခေါက်ကကျွန်တော်တို့ကြီးညာဖြစ်လိုက်တဲ့ဒီ dinner နဲ့အတူတူရှိတဲ့အစီအစဉ်လေးကတော့cancel သွားတယ်ပေါ့နော်ဘာလို့ဆိုတော့အဲ့ဒီနေ့ကအလုပ်များကြမယ်ပေါ့သူကတနေ့ကိုသချင်းတိုက်ကြမယ်ဖြစ်တယ်ဘယ်ချိန်မှပြီးမလဲတော့မသိဘူးအဲ့ဒါကြောင့်မလို့အဲ့ဒီအစီအစဉ်လေးကတော့လောလောဆယ် cancel ထားတယ်ဒါပေမဲ့နောက်ပိုင်းဒီအစီအစဉ်ကိုကောင်းတိတိကျသိတဲ့ခါကြလို့ရှိရင်တော့ပြန်ပြီးတော့ update ပါလိမ့်မယ်နော် do when you cut in a chumo bakam plala la kama wera dinner da arzani no basa do to clear da tatawi ni ne we the ba ka te to da ba cholo tatawi ni tamaka do ni ko ta ni ba ka wera la plala dinner khani no mi pu tho ma ni kle gi ta di le ni paka di tin nya lo ti ki mo no ke yo di ni no paka pa ba chala when it's on the air now but go ka ba chala yana ki ba ta le do tu chi mo no မေပြီးတော့ရောတခြားဗာများပြောပြချင်စရာရှိသေးလဲအဲ့ဒါဆိုတော့ဒီလောက်ပဲနော်ဒါပေမဲ့အဲ့ဒီမှာလေနောက်တစ်ခုညီမကိုကျွန်တော်မေးချင်တာမေးခွန်းလို့ရှိပါတယ်အာဇာနီသချင်းထဲမှာဘယ်သချင်းကိုအကြိုက်ဆုံးလဲအာဇာနီသချင်းထဲမှာအကြိုက်ဆုံးသချင်းကသူကစမေးသွားပြီအဲ့ဒီချင်းကျွေပါစေတော့လားအဲ့ဒီချင်းလေကျွေပါစေတော့ကျွန်တော်အကြိုက်ဆုံးချင်းလေးတစ်ခုကျွန်တော်ပြောပြမယ်နော်သူကအဲ့ဒီချင်းကျွန်တော်ဘာကြောင့်ကြိုက်လဲဆိုတော့လူတွေသိထားကြတာအချစ်ဆိုတာအချစ်ကိုဖြစ်တည်ခဲ့တာကအာဒန်နဲ့အင်းဝါပေါ့ဒါပေမဲ့အာဇာနီရဲ့ theory အချစ် theory ဒီမှာအဲ့လိုမဟုတ်ဘူးသူကအဲ့ဆွဲငင်တက်တဲ့ပင်လယ်နဲ့ညှို့ငင်တက်တဲ့ဒီလမင်းတွေကြောင့်အချစ်တို့ဖြစ်တည်ခဲ့တယ်လို့သူပြောတယ်ဒါလည်းမှန်တော့ပဲလေလူနှစ်ယောက်ကချစ်ကျွမ်းဝင်ဖို့ညို့အားတွေရှိရတယ်လေဘာဖြစ်ဆို chemical အင်္ဂလိပ်လိုပြောဆို chemical သူ့ရတယ်လေနော်ဆွဲအားရှိရ right ဆွဲအားရှိကြတယ်နော်ဒါပေမဲ့အဲ့ဒီအာဒန်နဲ့အင်းဝါတော့ညှို့လေညှို့ငင်ခဲ့တာလည်းမပါဘူးဆွဲငင်တာလည်းမပါခဲ့ဘူးဒါပေမဲ့အာဇာနီလှည့်ကြမှာညှို့တက်တဲ့ပင်လယ်နဲ့ဆွဲငင်တက်တဲ့လမင်းတွေကြောင့်အချစ်တို့ဖြစ်တည်ခဲ့တယ်ပေါ့အဲ့ဒီချင်းလေးကျွန်တော်အကြိုက်ဆုံးပဲသူကအချစ်ကိုဖွဲ့နှက်လိုက်တဲ့အချိန်မှာသူကအရန်သိမ်မွေ့နူးညံ့ပြီးတော့စီကုံဖွဲ့ဆိုထားတဲ့ချင်းလေးတစ်ပုဒ်ဖြစ်တယ်ပေါ့နော်ပြီးတော့ဒီ science ဘက်ကနေပြန်ကြည့်လိုက်ပဲဟုတ်ပါတယ်ဒီပင်လယ်ဆိုတာသူကညှို့တက်တယ်သူကမာယာတွေကျွေတယ်သူကပင်လယ်ရင်မြင့်တဲ့ပြင်ကဘယ်လောက်ထိနဲ့နေလဲဆိုတာဘယ်သူမှမသိကြဘူးဘယ်နေရာမှာဘလို့နဲ့တယ်လဲဆိုတာသူကအဲ့ဒါကြောင့်မလို့ဒီနဲ့တက်တယ်ဒီညှို့တက်တဲ့ဒီပင်လယ်ပြင်ကြီးရယ်ပြီးတော့ဒီဆွဲငင်အားရှိတဲ့ဒီလမင်းကြောင့်ရယ်သူတို့နှစ်ခုတွေစုံသွားတဲ့အခါမှာမယုံထွက်နိုင်ကြတော့သူကညှို့တက်တဲ့သူနဲ့ဆွဲတဲ့သူနဲ့မယုံထွက်နိုင်တဲ့အချိန်မှာအချစ်ဆိုတာဖြစ်တည်ခဲ့တယ်ဒါကြောင့်အဲ့ဒီ theory ကိုကျွန်တော်အရင်ကြိုက်ဒါကြောင့်အဲ့ဒီချင်းကိုကျွန်တော်ကြိုက်တယ်လေးနော်သူကနာတော့တရနေကြောပွားနော်ဝေနေရကောလဲကြောပွားနော်ကြောပွားဆက်ပြတာအဲ့ဒီထင်းနေနော်ဝေနေကေပေါ်လာတင်ရတာအဲ့ဒီနေဥပွေရလဲနော်ဘာတေတိကချုံလာရရှိဝါရဖို့ဒီတာအဲ့ဒီတင်ရလာနော်တင်ရတဲ့တော့ကြောပွားပဲနော်ပါကြောပွားတရဆက်ပြပဲချီနော်တဲ့ရအာဇာနီအတာပဝီနေနော်ဒါလတာအဲ့ဒီလောကအဲ့ဒါဒီတော့ပေါ်လေအတာချူကဒေါ်လာရတဲ့ဒီတော့လာအချင်းနေတာစီနော်ကိုဒီခိခလည်းနေနော်အတဟောလာချီလို့တိုက်ခိခနေနော်ဒီဥထွက်တာတာအဲမနော်ကိုနေတာအဲနေလောကရတာဒီနေမနော်အဲ့ဆမြဲတစ်ဆုံးလာနောက်ပြီးတော့ဒီ like ကနေဒီမေးတဲ့မေးခွန်းတွေရှိပါတယ်အဲ့ဒါနည်းနည်းလေးကဲတိတာတိခွာမေဦးနေကွယ်လောဝဲတာလားဝဲနေ comment ပူဖိတော့ပကစီစနေတိဖိမနော်အဝဲနေနိုင်ကိဝိတာဆိုကတူတာတူရဆက်ဆက်လာတယ်မနော်ပြီးတော့ဒီမှာသူမေးထားတဲ့မေးခွန်းလေးတစ်ခုရှိတယ်သူပြောတဲ့ဓာတ်ပုံတွဲရိုက်ချင်တယ်ရလားတဲ့ဟုတ်ကဲ့ရပါတယ်
အဲ့ဓာတ်ပုံတွေ့ရတဲ့အစီအစဉ်ကြတော့ကျွန်တော်တို့3နာရီကနေ4နာရီထိအစီအစဉ်လေးကိုကျွန်တော်တို့ဆွဲထားတယ်เนาะအဲ့ဒီအချိန်မှာဓာတ်ပုံရိုက်ချင်တဲ့သူတွေရတယ်ဒါပေမဲ့အဲ့ဒီ VVIP ticket ရိုက်တဲ့မဲ့သူတွေကတော့သူကတော့အရှိဆုံးကနေဘယ်သူကိုမှစောင့်စရာမလိုဘဲနဲ့ဦးစားပေးတဲ့စနစ်နဲ့ဓာတ်ပုံရိုက်ခွင့်ရှိတယ်เนาะပြီးတော့အဲ့ဒီလိုသာမန် ticket regular ticket ဝယ်ထားတဲ့သူတွေကြတော့သူကတော့ line ကနေသူစောင့်ရမယ်တပုံကို$15နဲ့သတ်မှတ်ထားပါတယ်အဲ့ဒီမှာဒီ special ဒီ professional ဓာတ်ပုံဆရာကနေသူဓာတ်ပုံရိုက်သွားမယ်เนาะปดูตาวนี้เนาะปดูตาวนี้ตอนนั้นเรลุยนาริสักต่อไปนี่ปดูตาวก็โคตานี้เนาะไม่พอละปุยเช็คละ VVIP เนาะละปุยดูแต่ละคันเนาะ special แต่ละคันนี้ตลกขอละลายมูวะมาสาระนี้ปุยละ regular ที่นี้เนี่ยก็ปดูตาวตัวการที่บ้านนี้เนาะเวลีดูตาวที่นี่$10มั้งเนาะโคตานี้เวลีนักปุยละ VVIP อ่ะนักที่เราละดูตาวตัวบล็อกก็อ่ะเนาะโอเคနောက်တစ်ခုကအဲ့ဒီမှာဘယ်နေ့ကျင်းပမှာလဲလို့မေးတယ်เนาะသက်လွင်တဲ့သက်လွင်ဆိုတော့နောက်လ14ရက်နေ့ကြတယ်စနေနေ့ကြတယ်เนาะအောက်တိုဘာလ14ရက်ဟုတ်ကဲ့2023เนาะအဲ့ဒီနေ့မှာကျင်းပမှာဖြစ်ပါတယ်โอเคwhen OTT ခါလာဖိတ်နော် which state they sing in နော် Minnesota မှာနော်မကဲတာလား Minnesota ဖိတ်နော် Saint Paul Minnesota မြို့မှာဖြစ်ပါတယ်ဒီ Saint Paul Minnesota ကိုကျွန်တော်မရောက်ခင်တော့ကကျွန်တော်လာရဖို့အတွက်ကိုတော်တော်အရန်စစ်လို့ရှာတယ်။ဘာကြောင့်အဲ့ဒီ Mississippi ကြောင့်ပြီးခဲ့တဲ့ခေါက်လည်းကျွန်တော်ပြောဖြစ်တယ်เนาะအဲ့ဒီ Mississippi ဟုတ်တယ်ဟုတ်အရန်လှတယ်မိဒီ Saint Paul မြို့ကဒါကြောင့်မလို့အာဇာနည်ပွဲကိုလည်း Charles State ကနေလာမဲ့သူတွေကိုပေါ့เนาะဒါဖိတ်ခေါ်တယ်ဒီလှပတဲ့ Mississippi မြစ်ကြီးရဲ့ညနေခင်းကြီးကိုလက်ခံစားကြပါလို့ဖိတ်ခေါ်ပါတယ်ဒီ36အနေဆင်းသွားလို့ရှင်လေအဲ့ဒီ highway တနေရာမှာလမ်းမြေရတဲ့ဥစားတရားရဲ့ Mississippi မြစ်ရဲ့ဒီ skyscraper ရဲ့အရန်အဲ့ဒီနေရာလေးအရန်လာတယ်ဟုတ်ကဲ့ပြီးတော့အဲ့ Mississippi မြစ်ထဲမှာလည်းသူလည်းဟို crew လည်းရှိတယ်လေနော်သင်္ဘောအပျော်လိုက်စီးခြင်းတဲ့သူတွေလည်းရှိတယ်လို့when ni bahado lokwe when ni kabo pudi usikolo la still water penny la when ni အဲ့ဒီမြို့နာမည်ဘယ်လိုခေါ်လဲဆရာတို့ဗီဒီယိုသွားရိုက်တဲ့မြို့လေမြင့်သွား Wisconsin ဟုတ်ကဲ့ဒီ Saint Paul နဲ့ Wisconsin ကြလဲHouston Houston ဟုတ်လားချင်လက်ကြည့်ရမယ်နော်ဒီမှာဆရာရင်းနေပို့ထားတာဒီမှာဟုတ်ကဲ့ကျွန်တော်တော့မေ့သွားပြီဟာHudson Road Hudson ဟုတ်တယ် Hudson Wisconsin Hudson အဲ့မြို့လည်းအရန်တာရတယ်အဲ့မှာလည်းဥစား cruise ရှိတယ်နော်ဟုတ်ကဲ့အဲ့မှာ cruise ရှိတယ်ဟုတ်Okay နော်အဲ့ကျdate လေးကို save လုပ်ထားပါ October 14ရက်2023နော် Arzani ဆိုတော့ Arzani ဒီ Saint Paul Minnesota မြို့မှာတကူတော့ပွဲရှိတယ်နော်အခြားဆိုတော့တွေလည်းဒီကရင်ဆိုတော့လည်းပါဝင်မှာပေါ့နော်သူတို့လည်းဥစားဟုတ်ကဲ့ပါပါတယ်ဒီဒေသခံအဆိုတော့အလုံး4ယောက်ပါတယ်ပေါ့နော် main ကလေးက2ယောက်ပါတယ် main ကလေးက Rebecca နဲ့ Tida 2ယောက်တွဲပြီးတော့သချင်းဆိုမယ်သူကြတော့အာဇာနီနဲ့တွဲဆိုမယ်အဲ့ဒီသချင်းကထူးထူးခြားခြားပါပဲဗမာသချင်းလည်းရှိတယ်ကရင်သချင်းလည်းဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီမင်္ဂလေး2ယောက်ကတော့ကရင်လို့ဆိုပြီးအာဇာနီကတော့ဗမာလို့ဆိုမယ်ပေါ့နော်နောက်တစ်ယောက်ကြတော့အသမောကြတော့သူကပိုးကရင်လေးဖြစ်ပါတယ်ပြီးတော့ဒီပွဲမှာသူကပိုးကရင်နဲ့သူသချင်းဆိုမှာဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့သူကပြောတဲ့ဒီကိုရဲ့လူမျိုးကိုခေါ်လဲဒီစိတ်ဝင်စားအားနေသွားကြတဲ့မျိုးဆက်သစ်တွေအတွက်ပြန်ပြီးတော့ကိုလူမျိုးတွေလည်းကို promote လုပ်ရလဲရောက်ပါတယ်တဲ့ဒါကြောင့်ပိုးကရင်လူသူသချင်းဆိုမယ်ပေါ့နော်နောက်အဆိုတော့တယောက်ကတော့ Solomon King ပေါ့ဒီ Solomon King ကသချင်းနှစ်ပုတ်သူဆိုမယ်သူကဗမာသချင်းတစ်ပုတ်နဲ့ကရင်သချင်းတစ်ပုတ်ကိုသူဆိုမယ်တဲ့
Okay, how much for the ticket ဒီမှာနော်ဒီမှာ ticket နော်ဝယ်နေ ticket အပွေနေ order ဖိတ်နော် ticket နေဝယ်တာ30လို့မနော် regular နေ $80 VIP နေတပေါ် VVIP နေတပေါ် $80 မနော်မိမိပွာလာပွေ VVIP နေကချင်းတော့ဘာလဲတမညကတလော VIP နေလား VVIP ရ lucky တော့ regular ဒီဖာခဲဝယ်တာလဲ lucky မနော်အဝယ်နေ ticket ဝယ်တာ30လို့ဖိတ်ticket နေမှာနော်က lotte so နော်ဝီဒီဖိုင်နော်ကိုဇာလီဦး lotte so ဖဲနေရာဆို Kennedy lotte so ဖဲနေနော်မနော်ကမိဝီနေဖိနေစောကြော်လွင်စကလနီစီကောကိုအညာသာစကလနီစီကောနော်တော့ပလာ order business တွေဖာနော် sponsor program ဝယ်တာလည်းတိကို silver gold diamond သူစကလဝယ်တာတရာ Kennedy တီနော် โอเคပြီးတော့တခြားဦးစီးဦးဆောင်လုပ်တဲ့သူတွေကိုလည်းပဲဆက်သွယ်လို့ရပါတယ်เนาะပလာအဝဲနေဒေါကရမေရာကနော်အမှုကလူကမနော် contact လာပလောနေတူဒေါ်ရကပလောစကဝဲတာ post ဝဲဤနော်လာဝဲနေရ Facebook page တွေဘူးခနေတူလည်းနေလာမနေခနေတူလားနော်လာတဲ့စမဗီဒီယိုခက်လာခနေလား အဲ့ဒါဆိုရင်တော့ဒီညဒီလောက်ပဲနဲ့တူတယ်เนาะOkay, no, mi chani ni no tahanya kamera poi lot of weather pa no. Save the date, get your tickets and come have fun or let's party no. When you no. Okay, tabli ko di no ga de do weather la tin lo do na we da no. Kulo win chi pe da twa along jesu tin pare. Di live streaming ko share လုပ်ပေးကြပါနော်Arsani ရဲ့ fan တွေအများကြီးရှိတဲ့အတွက်သူတို့တွေသိရအောင်နဲ့သူတို့တွေလာလို့ရအောင်နော် share လုပ်ပေးပါနော် share ဆိုရတာ video ပဲဒီတော့ဘာလဲတိုင် Arsani ဒီတော့ရာတိဖာနေခဲကွာပါတာပွဲပဲရေကောနော်ဝင်းနေမိတာတတိတင်ရတင်နေလို့နော် tablet ကိုရတယ်မရဆိုဘာဒီနော်ကတဲ့နော်ဟုတ်ကဲ့ချလို့တာ အားလုံးပဲနော်ကျေးဇူးတင်ပါတယ် good night နော်